smile line ထင်းတာတွေကိုလည်းတိတိတတ်တာလေးတတ်တာဝါချင်တဲ့သူတွေဆိုရင်ဒီနှစားပင်တင်ကြိုးကိုထိုးလို့ရတယ်။အဲ့ဒီအပြင်မှာဒီ main တစ်ထပ်ပေါ်နေဥစ္စာတွေကိုတိတိတတ်တာလေးချက်ကတ်သွားချင်တယ်ဆိုလို့ရှိရင်နှစားပင်တင်ကြိုးထိုးဖို့တော့ဒေါက်တာကအကြံပြုတယ်။နှစားပင်တင်ကြိုးထိုးပြီးတဲ့အခါမှာထိုးပြီးချင်းကိုလေမျက်နှာချက်ကတ်တင်းသွားတဲ့ရလဒ်ကိုစပြီးတွေ့ရတယ်။ငါပါရှင်။ဒေါက်တာကတော့ Cherry K Aesthetic Clinic ရဲ့ Senior and Professional Aesthetic ဒေါက်တာ Flora ခိုင်ဖြစ်ပါတယ်ရှင်။ဒီနေ့ကတော့မျက်နှာကိုကြိုးထိုးပြီးတော့ချက်ကပ်ပင့်တင်အောင်ပြုလုပ်လို့ရတဲ့ကုသမှုကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။မျက်နှာပင့်တင်ကြိုးတိုင်းကတော့အားလုံးကတော့အတူတူကတော့မဟုတ်ဘူးပေါ့နော်ပုံမှန်မျက်နှာပင့်တင်ကြိုးတွေထက်နှစ်ဆပုံမပင့်တင်တယ်နှစ်ဆပုံမတင်းရင်ပြီးနှစ်ဆပုံမချက်ကပ်စေတဲ့နှစ်ဆပင့်တင်ကြိုးရှိရဆိုတာတော့သိပြီးကြပါပြီလားနှစ်ဆပင့်တင်ကြိုးရဲ့ဖွဲ့စည်းပုံမှာပေါ့နော်ပုံမှန်မျက်နှာပင့်တင်ကြိုးတွေထက်ကုတ်အားပို့ပြီးတော့ကောင်းတဲ့ကုတ်လေးပေါ့ခြေကလေးတွေကနှစ်ဆပို့ပြီးတော့ပါဝင်တဲ့အတွက်ကြောင့်မလို့မျက်နှာမှာကြိုးထိုးကူတာတဲ့အခါမှာကုတ်အားပို့ပြီးတော့ကောင်းစေရယ်အဲ့ဒီအတွက်ကြောင့်နှစ်ဆပုံမတင်းရင်ပြီးတော့ချက်ကပ်ပြီးတော့တွယ်လျာသွားတဲ့ result ကိုရစေတယ်ပေါ့နော်အဲ့ဒီအပြင်ကိုအချိန်အားဖြင့်ကလည်းတစ်နှစ်ခွဲနှစ်နှစ်လောက်ပေါ့နော်ကြာရှည်ခံတာဖြစ်တဲ့အတွက်ကြောင့်မလို့ Cherry K ရဲ့ဒီကုသမှုတွေထဲမှာဆိုလို့ရှိရင်လူကြိုက်များတဲ့ကုသမှုတစ်ခုထဲမှာပါတယ်ပေါ့နော်နှစ်ဆပင့်တင်ကြိုးဘလို့လူတွေလောက်တဲ့လဲဆိုတော့မျက်နှာရော့ရဲ့အကြတဲ့ဟာကိုပုံမှန်ထပ်ပို့ပြီးတော့တင်းရင်ကြွားခြင်းနဲ့မျက်နှာဖောင်းနေတဲ့ဟာကိုလေချက်ကပ်လေးတိတိတတ်တာလေးဖြစ်ချင်တဲ့သူတွေရေပေါ့နော်ပြီးတော့ smile line ထင်းတာတွေကိုလည်းတိတိတတ်တာလေးတတ်တာဝါချင်တဲ့သူတွေဆိုရင်ဒီနှစားပင်တင်ကြိုးကိုထိုးလို့ရတယ်အဲ့ဒီအပြင်မှာဒီ main တစ်ထပ်ပေါ်နေဥစ္စာတွေကိုတိတိတတ်တာလေးချက်ကတ်သွားချင်တယ်ဆိုလို့ရှိရင်နှစားပင်တင်ကြိုးထိုးဖို့တော့ဒေါက်တာကအကြံပြုတယ်အဲ့ဒါတွေအပြင်မှာကိုကဒီနှစားပင်တင်ကြိုးတစ်ခါထိုးရုံနဲ့အချိန်ကာလအားဖြင့်လည်းတစ်နှစ်ခွဲနှစ်နှစ်လောက်ကြာတဲ့ result ကို long term result ပေါ့ဒါကိုထိန်းထားခြင်းတဲ့သူဆိုတဲ့သူတွေအတွက်ဆိုရင်နှစားပင်တင်ကြိုးထိုးဖို့တော့ဒေါက်တာက recommend ပေးပါတယ်နှစားပင်တင်ကြိုးထိုးရရဲ့ရလက်ကိုဘယ်ချိန်မှစပြီးတွေ့ရမလဲဆိုတော့စာလေးပြောပြပေးသွားပါမယ်နှစားပင်တင်ကြိုးထိုးပြီးတဲ့အခါမှာထိုးပြီးချင်းကိုလေမျက်နှာချက်ကတ်တင်းသွားတဲ့ရလက်ကိုစပြီးတွေ့ရတယ်အဓိကကတော့ဒီနှစားပင်တင်ကြိုး collagen ကြိုးတွေကကြတော့ collagen ထွက်တာကိုအဓိကလှုံ့ဆော်တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစားပင်တင်ကြိုးထိုးပြီးအချိန်ကာလ2ပတ်4ပတ်ကြာတဲ့အချိန်မှာ100%ပုံမှုလှပတင်းရင်ပြီးတော့အသားရည်ကောင်းတဲ့ result လေးတွေကိုစပြီးတော့မြင်ရမှာဖြစ်ပါတယ်နှစားပင်တင်ကြိုးနဲ့ပတ်သက်တဲ့သိထားရမယ့်အချက်ကလေးတွေအနေငယ်ပြောပြပေးသွားပါမယ်ဒီနှစားပင်တင်ကြိုးမထိုးခင်မှာကိုကပုံမှန်တောက်နေကြဆေးတချို့ပေါ့ဥပမာသွေးကြဲစီပြီးတော့ vitamin E collagen စတာတွေတောက်နေရရှိလို့ရှိရင်တော့3ရက်ကြိုပြီးတော့ရက်ခဲ့ရမယ်ကြိုးထိုးပြီးရဲ့အခါပေါ့ဆောင်းဝါရှောင်ရမယ့်ဥစ္စာလေးတွေကတော့တပတ်အတွင်းမှာအရမ်းမာတဲ့အစားအစာတွေစားတာမျိုးပါးစပ်အကျယ်ကြီးဟာတာမျိုးပိကေဝါတာမျိုးဒါတွေကိုရှောင်ရမယ်exercise workout လေ့ကျင့်ခန်းအပြင်းထန်လုပ်တာတွေရှောင်ရမယ်အိတ်တဲ့အခါမှာတစ်ဖက်ကိုစောင်းအိတ်တာမျိုးမှောက်အိတ်တာမျိုးအဲ့ဒါတွေရှောင်ရှားရပါမယ်ဒီနှစားပင်တင် collagen ကြိုးတွေကကြတော့အပူနဲ့ထိတွေ့တဲ့အခါမှာအာနိသင်ရော့ကျသွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့လေဆာအပြင်းတွေကုသမှုခံယူတာမျိုး radio frequency လို့ခေါ်တဲ့ကုသမှုလုပ်တာမျိုးတွေကိုတော့တစ်လလောက်တော့ရထားဖို့လိုအပ်ပါတယ်။နိုင်ရွက်အချိန်ပေးုံနဲ့10နှစ်လောက်ပုံမှန်ထက်ပုံမိုပြီးတော့နှုတ်ပြိုပုံမိုတင်းရင်ချက်ကတ်တဲ့ result ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့နှစားပင်တင်ကြိုးထိုးဖို့ပဲဒေါက်တာက recommend ပေးပါတယ်။အဲ့ဒီအပြင်ဒီ result လေးကိုလည်းအချိန်ကာလအပြင်တစ်နှစ်ခွဲနှစ်နှစ်လောက်ထိန်းထားနိုင်တာဆိုတော့ရွေးချယ်တဲ့ကုသမှုတစ်ခုထဲမှာပါဝင်နေဆိုတော့မမှားဘူးပေါ့နော်။ဒီနှစားပင်တွေကြိုးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအသေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့ Cherry K စီကံမှာဒေါက်တာနဲ့လာရောက်ဆွေးနွေးလို့ရပါတယ်ဒါဆိုရင်တော့ဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်နော်